2023 ခုနှစ်ဇူလိုင်လ20ရက်နေ့ကတောင်အမေရိကရဲ့ရေဒီယို channel line တစ်ခုမှာဓာတ်ရိုက်ထုတ်လွှင့်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့အန်တိုနီယိုဆိုတဲ့အထူးဧည့်သည်တယောက်ကိုဖိတ်ကြားပြီးအဲ့ဒီအမျိုးသားကြုံတွေ့ခဲ့ရတဲ့တဘာဝလွန်အဖြစ်အပျက်တစ်ခုအကြောင်းကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။သူဟာမက္ကဆီကိုနိုင်ငံကစိတ်ပညာရှင်တယောက်ဖြစ်တယ်လို့တဘာဝလွန်ဖြစ်ရဲ့ရှာဖွေရေးအဖွဲ့ကိုစတင်တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။သူပြောပြတဲ့အကြောင်းအရာကဂျိုကာရုပ်တရုပ်အကြောင်းဖြစ်ပါတယ်။မိသားစုတစုဟာဂျိုကာရုပ်တရုပ်ကိုဈေးပွဲတော်တစ်ခုကဝယ်ယူခဲ့ပြီးအဲ့ဒီအရုပ်အင်ကိုရောက်လာပြီးနောက်ပိုင်းမှာထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်လည်းအဲ့ဒီမိသားစုကဒီအရုပ်ကိုအန်တိုနီယိုတို့အဖွဲ့ကိုပေးအပ်ခဲ့ပါတယ်။သူတို့အဖွဲ့ဟာအဲ့ဒီအရုပ်ကိုတနေရာမှာထားပြီးဗီဒီယိုမှတ်တမ်းရိုက်ကူးလိုက်တဲ့အခါမှာတော့လုံးဝမထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ပွားခဲ့ပါတယ်။နေရာမှာကတ်ထားတဲ့အရုပ်ကသူ့ဘာသာသူရွေ့ရှားသွားတဲ့ထိတ်လန့်ဖွယ်မြင်ကွင်းပဲဖြစ်ပါတယ်။ဒါဟာလူတစ်ယောက်ပြေးလွှားနေတဲ့ပုံစံနဲ့ဆင်တူပြီးအဲ့ဒီအရုပ်ကိုမကောင်းဆိုးဝါးတစ်ကောင်ပူးကတ်နေတာဖြစ်နိုင်ကြောင်းအန်တိုနီယိုကမှတ်ချက်ပေးခဲ့ပါတယ်။သူရှင်းပြထားတာတွေကိုရေဒီယိုအဖွဲ့သားတွေကစိတ်ဝင်စားနားထောင်နေကြပြီးဗီဒီယိုဖိုင်ကိုကြည့်ရှုပြီးနောက်မှာတော့အကုန်လုံးစွန့်အားသွားခဲ့ရပါတယ်။အဲ့ဒီအရုပ်ကိုဒီနေ့ချိန်ထိမှန်ဗီဒီယိုထဲမှာတောက်ကတ်သိမ်းဆည်းထားတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပိုင်းထူးဆန်းတာတွေထပ်ပစ်သေးလားဆိုတာသိချာမသိရပါမယ်။မေကွန်းတွေကတော့ကြန့်ရှိနေပါတယ်။အဲ့ဒီအရုပ်ကဘာလို့သူ့ဘာသာသူရွေ့ရှားသွားခဲ့ရတာပါလဲခင်ဗျာ။အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့2024ခုနှစ်ဇူလိုင်လ22ရက်နေ့တုန်းကကိုလံဘီယာနိုင်ငံတဲကမြို့တစ်မြို့မှာဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ညနေ9နာရီဝန်းကျင်လောက်မှာအမျိုးသားတစ်ယောက်ဟာသူ့အိမ်ရှိမှာပဲထိခိုက်ဒဏ်ရာရပြီးလဲကျနေလို့ဆေးရုံကိုပို့ဆောင်ပြီးခဲ့ရပါတယ်။ဒါပေမဲ့တကယ်ကိုထိတ်လန့်အော်စရာကောင်းတဲ့ဖြစ်ရပ်ကအခုကျွန်တော်ပြသမဲ့ CCTV မှတ်တမ်းထဲမှာပါဝင်နေခဲ့ပါတယ်။ကဲဒီတော့ဗီဒီယိုလေးကိုအရင်ဆုံးကြည့်လိုက်ကြပါဦးနော်။ဒီဗီဒီယိုကိုကြည့်ပြီးအရင်ဆုံးပြောချင်တာကတော့တကယ်ကိုအံ့ဩစရာကောင်းတဲ့မတော်တဆမှုတစ်ခုပါပဲအိမ်ထဲကိုဝင်သွားတဲ့လူကအပြင်ဘက်ကိုအယုတ်ကျိုးပြတ်ပြုတ်ကျလာတာတွေ့ရပြီးအလွန်လျင်မြန်တဲ့အရှိန်နဲ့အိမ်ထဲကိုဝင်လာတဲ့အရာတစ်ခုကိုလည်း CCTV မှတ်တမ်းမှာတွေ့မြင်လိုက်ရပါတယ်တစုံတစ်ခုကအဲ့ဒီလူကိုထိမှန်လို့လဲကျသွားတယ်ဆိုရင်လေအိမ်ထဲကိုဝင်သွားတဲ့သူကအိမ်အပြင်ဘက်ကိုလွင့်ထွက်သွားစရာအကြောင်းမရှိပါဘူးနောက်ပြီးလေထဲမှာပြန်တန်းသွားတဲ့အရာကအိမ်ထဲအရောက်မှာဘာကြောင့်ပျောက်ကွယ်သွားခဲ့တာလဲဒါဟာတိုက်ဆိုင်မှုတစ်ခုပဲလားဒါမှမဟုတ်မတော်တဆဖြစ်ရတစ်ခုပဲလားမိတ်ဆွေတို့ရောဒီဗီဒီယိုလေးကိုဘယ်လိုမြင်မိပါသလဲ2020ခုနှစ်စက်တင်ဘာလ20ရက်နေ့တုန်းကပါကင်တူဟာသူ့ရဲ့ကလေးတွေကစားနေတာကိုဖုန်းကင်မရာနဲ့အမှတ်တရဗီဒီယိုရိုက်ကူးနေခဲ့ပါတယ်ကလေးနှစ်ယောက်ဟာအိတ်ခမ်းလို့ယူဆရတဲ့အခန်းထဲမှာလုံးတွေးဆော့ကစားနေကြပြီးခဏကြာမှာတော့အငယ်ကောင်လေးဟာအဝတ်ပီတိုစီကိုအာယုံပြောင်းသွားခဲ့ပါတယ်။သူဘာကိုတွေးလိုက်ရလို့ငြိမ်သက်သွားမှန်းမသိပေမဲ့အဲ့ဒီအရာကိုတော့ကင်မရာထဲမှာအခုလိုပဲရိုက်ကူးမိခဲ့ပါတယ်ခင်ဗျာ။ A ver. Eso parece. Eso parece. ဖခင်ကသူ့သားတစုံတစ်ခုကိုစိုက်ကြည့်နေတာတွေ့လိုက်ရလို့အဲ့ဒီနေရာစီကင်မရာလှည့်ရိုက်ခဲ့ပါတယ်ဒီခါမှာတော့အဝတ်ဗီဒီယိုထဲမှာချိတ်ဆွဲထားတဲ့အဝတ်တွေနောက်ကနေတက်သိမ်းထစရာကောင်းတဲ့ဖြူပြော့ပြော့မျက်နှာတစ်ခုကိုထိတ်လန့်ပွဲတွေ့ခဲ့ရပါတယ်ဒါပေမဲ့ကင်မရာကိုနောက်တစ်ကြိမ်လှည့်လိုက်ချိန်မှာတော့အဲ့ဒီမျက်နှာကပြန်လည်ပျောက်ကွယ်သွားခဲ့ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေဖော်ပြထားခြင်းမရှိပေမဲ့ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်ကတော့ထိတ်လန့်စရာကောင်းလာပါတယ်အဲ့ဒီအချိန်တုန်းကဗီဒီယိုထဲမှာပေါ်လာတဲ့အရာကလူတစ်ယောက်ပဲလားဒါမှမဟုတ်နာနာဘာဝတစ်ကောင်များဖြစ်နေမလားခင်ဗျာ
နောက်ဗီဒီယိုတစ်ပုဒ်ကတော့အမျိုးသားတစ်ယောက်အိမ်ထဲမှာရှိနေတော့ရိုက်ကူးမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသူဟာအဲကန်းထဲမှာဖုန်းသုံးနေခဲ့တာဖြစ်ပြီးသူ့မျက်လုံးတောင်းကနေအရေးတစ်ခုဖြတ်ပြေးသွားတာမြင်လိုက်ရတယ်လို့ပြောဆိုထားပါတယ်။ဘာကြောင့်မှမသိပေမဲ့စူးစမ်းခြင်းနဲ့စိတ်ကပိုများနေတာကြောင့်သူဟာတအိမ်လုံးအနှံ့လိုက်လံရှာဖွေခဲ့ပါတယ်။ဒီလိုနဲ့ခဏအကြာမှာတော့မမျှော်လင့်ထားတဲ့ဖြစ်ရပ်တချို့ကသူ့စီကိုတန်တန်မတ်မတ်ကြီးရောက်ရှိလာခဲ့ပါတယ်။ Okay, look, I'm really tripping out now. Something was looking at me through the window, and I heard I'm freaking out. There's something in this house with me. There's something in here. I'm telling you. No. အစာပိုင်းတုန်းကတော့အဲ့ဒီအမျိုးသားရှောက်ပြောနေတာလို့တောင်ထင်မိခဲ့ပါသေးတယ်။ဒါပေမဲ့၆လန့်မှုတွေနဲ့ကြုံတွေ့လိုက်ရချိန်မှာတော့ဒါဟာအမှန်တကယ်၆လန့်ခံရတာဖြစ်ကြောင်းထင်ရှားလာခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ကတည်းကအမျိုးသားဟာသူ့စိတ်ထဲမှာမတတ်မတာခံစားနေရပြီးတစုံတစ်ယောက်ကသူ့ကိုကြည့်နေတယ်လို့မျိုးခံစားနေရတယ်လို့ပြောဆိုခဲ့တာကြောင့်ဒါဟာပရလောကသားတွေရဲ့နှောက်ယှက်မှုတစ်ခုဖြစ်ဖို့များပါတယ်။မိတ်ဆွေတို့ရောဒီဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုမြင်မိပါသလဲခင်ဗျာ2024ခုနှစ်အောက်တိုဘာလ4ရက်နေ့ညမှာဇုံတွဲတတွဲဟာတရေကကြည့်ပြီးအပန်းဖြေနေကြပါတယ်အဲ့ဒီရုပ်ရှင်ကိုကောင်လေးကကြည်ဘူးပြီးသားဖြစ်ပေမဲ့ကောင်မလေးကတော့အခုမှပထမဆုံးချိန်ကြည်ဘူးတာလည်းဖြစ်ပါတယ်အိမ်ထဲမှာထိတ်လန့်စရာကောင်းတဲ့ဂျိုကာရုပ်တွေပြည့်နှက်နေတာကိုကြည်ချင်းအပြင်သူတို့ဇုံတွေဟာတက်တဲ့ရင်ပူအရာတွေကိုခုံမေနှစ်သက်သူတွေလို့ယူဆလို့ရပါတယ်ဗီဒီယိုထဲမှာတော့ကောင်မလေးကရုပ်ရှင်ကြည့်နေရင်ကြောက်လန့်နေတာတွေ့ရပါတယ်ဒါပေမဲ့တကယ်ကိုကြောက်လန့်စရာကောင်းတဲ့အစစ်အမှန်၆လန့်မှုကတော့တိတ်မကြခင်ရောက်ရှိလာခဲ့ပါတယ်By this sign of the Holy Cross of our Lord Jesus Christ, who lives and reigns with the Father and the Holy Spirit. Damien! It's not even scary. It is scary. It's not. Look down and pity. You killed my mother. You killed your mother. You killed your mother. You killed. Oh! ဒီဗီဒီယိုကိုနောက်ပြောင်ခြင်းတဲ့သဘောနဲ့ရိုက်ကူးခဲ့တာဖြစ်ပေမဲ့နိုင်ငံမှာချိတ်ဆွဲထားတဲ့ဂျိုကာရုပ်တရုတ်ကနှစ်ကြိမ်တိုင်တိုင်တိတိတသာလှုပ်ရှားသွားခဲ့လို့ကောင်လေးထိတ်လန့်သွားခဲ့ရပါတယ်။ကြည့်ရှုတဲ့သူတွေကတော့ဒီလိုဖြစ်ရတာဟာမကောင်းဆိုးဝါးပူကတ်နေတဲ့အယုတ်ကြောင့်လို့ထင်ကြီးပေးကြပါတယ်။ဒါပေမဲ့ကျွန်တော်ပြောတဲ့အထက်မှာသူတို့ဘယ်မှာနေတယ်ဆိုတာမပါဝင်သေးပါဘူး။တကယ်တော့သူတို့နေတဲ့အိမ်ဟာတင်းချိုင်းနဲ့မျက်စောင်းထိုးမှရှိပြီးအိမ်ထဲကလှမ်းကြည့်လိုက်ရင်အဲ့ဒီတင်းချိုင်းကိုမြင်နေရတယ်လို့သိရပါတယ်။ My scary clown video. Okay, so I thought I'd show you that I actually do live across the road from a cemetery. Normally this stuff doesn't scare me, but the clown kind of did. တင်ကြအိန္ဒိယအိမ်မှာနေပြီးတရေကကြည့်ရင်တရေ၆ခံရတဲ့ဖြစ်ရပ်ကတော့တကယ်ကိုခြောက်ချားစရာကောင်းလာပါတယ်။မကြောက်တတ်တဲ့သူတွေအတွက်တော့ရင်ခုန်စိတ်လှုပ်ရှားရုံလောက်ပဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အများရန်ဒီလိုကြုံတွေ့နေရမယ်ဆိုရင်တော့သူတို့စုံတွေလေတနေ့နေ့တစ်ချိန်ချိန်မှာအဲ့ဒီအိမ်ကနေပြောင်းရွှေ့သွားလိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာ။
ပိုလန်နိုင်ငံကအမျိုးသားတယောက်ဟာသူတို့မြို့အနီးကတောအုပ်ထဲမှာစွန့်ပစ်အိမ်တစ်လုံးရှိတယ်လို့ပြောနေကြတာကြောင့်အဲ့ဒီနေရာကိုတွားရောက်လေ့လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေရာမှာနေထိုင်ခဲ့တဲ့မိသားစုတစုဟာအိမ်အသုံးဆောင်ပစ္စည်းတွေကိုအကောင့်တိုင်းထားခဲ့ပြီးပြောင်းရွှေ့သွားခဲ့လို့ပဲဖြစ်ပါတယ်။ကြည့်ရတာကတော့အလော်တကြီးထွက်ပြေးသွားခဲ့ကြပုံပါပဲ။အဲ့ဒီအိမ်ထဲမှာဘလောက်ထိကြောက်စရာကောင်းတဲ့အရာတွေရှိနေလို့အခုလိုထွက်ပြေးသွားရတာလဲဆိုတာကမေးခွန်းထုတ်စရာပါပဲ။ဒါပေမဲ့အခုကျွန်တော်ပြမယ့်ဗီဒီယိုကိုကြည့်ပြီးသွားရင်တော့မိတ်ဆွေတို့သိကျင်နေတဲ့အကြောင်းအရာတွေအားလုံးရှင်းသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။ဗီဒီယိုပေါ်မှာထောင်ထားတဲ့လက်ဝါးကတိုင်တစ်ခုကတစုံတစ်ယောက်တိုက်ချလိုက်တယ်လို့မျိုးပြုတ်ကျသွားတာတွေ့ရပါတယ်။ဒါအပြင်မျိုးစစ်ပေါက်တစ်ခုကလည်းရုတ်တရက်အတန်ထမြည်လာပြီးတအိမ်လုံးငလျင်လှုပ်တယ်လို့တုန်ခါသွားခဲ့ပါတယ်။အဲ့ဒီဖြစ်ရကြောင့်အမျိုးသားဟာအိမ်ထဲကအသေးအတန်ထွက်ပြေးခဲ့ရပါတယ်။သူကြုံတွေ့ခဲ့ရတဲ့အရာတွေအားလုံးဟာအဲ့ဒီအိမ်မှာလူတွေဘာကြောင့်မနေရဲကြတာလဲဆိုတဲ့မိကွန်းရဲ့အဖြေပဲဖြစ်ပါတယ်။အိမ်ရဲ့တီနေရာကိုမသိရပေမဲ့မကောင်းတဲ့အငွေတက်တွေရှိနေတယ်ဆိုတာကတော့ဘယ်သူမဆိုခန့်မှန်းလို့ရနိုင်ပါတယ်။ဒီလိုနေရာမျိုးကိုတယောက်တည်းသွားရတာကတော့တတိရှိတယ်ဆိုတာထက်အနေရများတဲ့လုပ်ရလို့ကျွန်တော်ကတော့မြင်မိပါတယ်။မိတ်ဆွေတို့လည်းမိမိတို့ရဲ့အမြင်လေးတွေကိုဝေမျှပေးခဲ့ကြပါအောင်ခင်ဗျာ။